ဇပွဲတယောက်ထူးထူးဆန်းဆန်းမနဲ့ဆိုကြီးနိုးလာခဲ့တယ်ဟာအဲ့လိုကောင်းလိုက်တာကွာဇပွဲလေးမျက်နှာသေးသွားတိုက်ဖို့သွားတော့မှဇပွဲမေဒေါ်ပွေးတို့ကအမေဒီကောင်လေးဒီနေ့စောစီနိုးနေပါလားထူးထူးဆန်းဆန်းဟိရေရောတောက်ပြီလားသားမတောက်ရသေးဘူးမေမနဲ့နိုးနိုးချင်းကိုရေတောက်ပေးရတယ်ကွအဲ့နေတော့မှရေတဲ့ဆုံးရှုံးတာကိုပြန်ဖြည့်ဖို့အစာချေစနစ်နဲ့အခြားစီဝါဖြစ်စဉ်တွေကိုကူညီပေးဖို့နဲ့အားရနေကြဖို့မနဲ့နိုးရင်ရေတောက်ပေးဖို့အရေးကြီးတယ်တာရဲ့မတောက်ရသေးရင်တောက်လိုက်အောင်သားဟုတ်မေဇပွေလေးရေတောက်မျက်နှာသေးသွားတိုက်ပြီးတော့အိမ်မော်ကိုပြန်တက်လာခဲ့တယ်အိမ်မှာဒေါ်ပွေးတို့ကကောင်လေးမျက်နှာသိပြီလားလာမနဲ့စားမင်းဟုတ်မေဇပွေလေးသူ့မေပြင်ပေးချတဲ့ထမင်းကြော်ကိုအပြည့်ပြင်းဆွဲလိုက်တယ်အမေသားရွာလေးလျှောက်သွားလိုက်အောင်မေနော်ညမပြန်လာတော့မေအမြဲရွာရိုးကိုပေါက်လျှောက်သွားပြီးတော့မှညမပြန်လာတာပဲမဟုတ်လားတော်အနေရှိနေရတယ်မတော်နဲ့နော်ဟုတ်ကဲ့ပါစိတ်ချသွားပြီမေဇပွေလေးသူ့မေဒေါ်ပွေးတို့ကိုနှုတ်ဆက်ပြီးတော့တပ်ပူအိမ်ကိုထွက်လာခဲ့တယ်တပ်ပူတို့အိမ်ရောက်တော့တပ်ပူဟာခြံထဲမှာတိုင်းကျစ်နေတာကိုတွေ့လိုက်ရတယ်ဟေ့တပ်ပူတိုင်းနေပါလေကျင့်လို့ပါလားဟာဒီနေ့ဘာကွက်တော့တောင်ပြန်ကျော်နေအကွက်လို့ခေါ်ရဲကွငါခုနလေးကမှထွင်လိုက်တာတေဟုတ်ပါလားငါလည်းနောက်နေကြသိမ့်ပေးအောင်အခုတော့ကွာရှီကိုသွားခေါ်ပြီးတော့ရွာထဲလျှောက်လေရအောင်အေးတောင်းမလေးတပ်ပူလေသူ့အမေဒေါ်ကြီးတင်ကိုလှမ်းပြောလိုက်တယ်အမေကျွန်တော်ဂျပွေတို့နဲ့ရွာထဲကိုလိုက်သွားလိုက်အောင်မယ်နော်အေးဂျပွေတို့လေကွာရှီအိမ်ကိုဆက်ထွက်လာခဲ့ကြတယ်ကွာရှီတို့အိမ်ကိုရောက်တော့ကွာရှီအိမ်မှာကွပြင်းအောင်မှာရောက်နေတဲ့ကွာရှီကငါဒီမှာဟာဖြည်းအော်ပါဟဲ့တောက်ခွေးလန့်လိုက်တာကွာမင်းကဒီအောက်မှာဘာဝင်လုပ်နေရတော့ဟာဘောပင်အောက်ပြုတ်ကျသွားလို့စင်းကောက်နေတာပါဟာအဲ့ဘောပင်တွေခဏထားငါတို့ရွာထိပ်ကမကြီးပင်မော်တက်ပြီးတော့မကြီးတီသွားခူးစားရအောင်တိတ်ကောင်းတဲ့အကြံပေါ့ကွာသွားကြမယ်စပွေးတို့တတိုင်းမကြီးပင်ရှိရတော့တက်ကြတာထွက်လာခဲ့ကြပါတော့တယ်လမ်းလျှောက်လာရင်နဲ့လမ်းမှာကလာသားကောင်ကိုကြီးမိုးကျော်နဲ့တွေ့ပါလေရောအမကိုကြီးမိုးကျော်ကတက်ဖို့တော့ခွားရှည်တို့ဂျဝေးတို့ပါလားဘယ်လဲကွာရွာထိပ်ကမကြီးပင်မော်တက်ပြီးမကြီးတီခူးစားကြမလို့အေးသတိထားကြအောင်နော်အပိန်ဘော်ကပြုတ်ကျနေမယ်။အော်ဒါနဲ့မနေ့ပြန်ငါချောင်းနဲ့ငါသွားဖမ်းမလို့လိုက်ခဲ့ကြပါလား။ထမင်းလေးတွေထုတ်ခဲ့ကြလေ။ချောင်းမင်းမှာပဲငါကင်စားကြမယ်။လိုက်မှာပေါ့ကိုကြီးမိုးကျော်ရ။ဟဲ့အောင်နေလိုက်မှာမလား။လိုက်မှာပေါ့ဟာ။မနေ့ပြန်ဘယ်ချိန်ဆုံးကြမလဲကိုကြီး။ငါအိမ်ကိုမနေ့9 နာရီရောက်လာခဲ့ကြလေ။ဟုတ်။အဲ့ဒါဆိုရင်မနေ့ပြန်တွေ့မယ်ကိုကြီး။အခုတော့မကြီးပီစီသွားလိုက်အောင်မယ်။တက်တာ။အေးပါ။ဇဝေတို့လေမကြီးပီကြီးစီကိုဆက်ထွက်လာခဲ့လိုက်ကြပါရီ။အဲ့လိုနဲ့မကြီးပင်ကြီးစီကိုရောက်တော့ကွာရှီကမကြီးသီးတွေကနဲတာကြီးတွေမဟုတ်ဘူးဟေ့တကြွနဲ့စားကောင်းမဲ့ပုံပဲလာတက်ကြမယ်အဲ့လိုပြောပြီးတော့၃ယောက်သားမကြီးပင်ဘော်ကိုတက်သွားကြတယ်အပိန်မော်ရောက်တော့မကြီးကိုင်းကြီးတစ်ခုပေါ်ထိုင်ပြီးအနားကမကြီးသီးလေးခူးစားလိုက်စားလိုက်နဲ့တို့စားလိုက်နဲ့ဟုတ်နေရပေါ့မကြီးသီးတွေကလည်းကောင်းလိုက်တော့ကွာရှယ်ပဲအေးကွာစားလိုက်နဲ့အဆက်ဟက်ကိုတဲ့နေရပဲဟဲ့အောင်နေအေးငါတို့တန်းနေရမိခိုင်ဆိုတဲ့ကောင်မလေးကချောရယ်နော်လာပြီဒီနာဘိုးကတော့ရွာကလေးကမင်းလေးဆိုရင်တော့မင်းမကြိုက်တာဘာလို့ရှိသေးတော့ဘာလဲဒီတယောက်လေကြိုက်ပြန်ပြီလားအဲ့လိုလည်းမဟုတ်ပါဘူးကွာဒီတိုင်းချောလို့ချောတယ်ပြောတာပါဟာကြပွေးတို့လေမကြီးကိုင်းပေါ်ထိုင်ရင်းနဲ့မကြီးသီးတွေစားလိုက်စကားပြောလိုက်နဲ့ညနေစောင်းလာတော့တယ်အိမ်မှာတက်ဖို့ကဘာလို့နဲ့ညနေတောင်စောင်းလာပြီကွာငါတို့ရွာတောင်ပိုင်းကဒေါ်ပူးမကြော်ဆိုင်ကိုသွားစားရအောင်ဒေါ်ဘူးမအရင်ခါအကျွေးရတာမှငါတို့မဆက်ရသေးဘူးလေတော့ချာဆဲခံရအောင်မင်းဘာမှမဖြစ်ပါဘူးဟာဒေါ်ဘူးမသဘောကောင်းပါလေပြီးရောကွာလာတော့ကြမင်းကြပွေးတို့လေဒေါ်ဘူးမအကျော်ဆိုင်စီကိုထွက်ခဲ့ကြပါတော့တယ်အကျော်ဆိုင်ရောက်တော့ခွာရှီကအဲ့ဒီဒေါ်ဘူးမဆိုင်ရလူတွေမရှိပါလားဒီနေ့ရားမကောင်းလို့လားအမေကောင်းလေးတွေဘယ်ရလှည့်လာကြရလဲလူတွေကစားပြီလို့ပြန်သွားကြတာငါတော့စိတ်သိမ်းတော့မလို့နင်းတို့နည်းနည်းစောသွားလို့ကန်ကောင်းနေမဲ့အဲ့ဒါဆိုလဲဘူးတိကျော်တပွဲလောက်လုပ်ပြစားချင်နေပြီအေးပြီးရောခဏစောင့်သပင်းတို့လည်းထိုင်းနေရင်နေဒေါ်ပူးမကျော်တကယ်ကောင်းတာကွာငါတော့သိဆွဲပဲ
ဟုတ်ပါရွာမှာလေကောင်းကန်းဆိုလို့ဒီဒီဇိုင်းလောက်ပဲရှိရပြောရင်းနဲ့ဗိုက်စာလာပြီအဲ့ဒီတော့ဘူးမမရသေးဘူးလားဗျို့လာပြီဟေးဒီမှာရော့ကျပွဲတို့လေအကြော်ကိုအငဲမရစားလိုက်ကြတယ်စားလို့လေကောင်းကွာညာလည်းရောက်ပြီဆိုတော့ငါတို့ဘာကြီးမိုးစီသွားပြီးတော့သူပြောပြတဲ့ဘုဟုတုတ္တတွေသွားနှထောင်အောင်အေးဟုတ်တယ်အခုချိန်လောက်ဆိုရင်ဘာကြီးမိုးလေသူ့အိမ်ရှိရကိုပြစ်မှာမိမ့်မိန်ကြီးထိုင်ပြီးတော့ငါတို့မျောနေလောက်ပြီတပူးမကြီးထုံးစံထိုင်အကျွေးမထားလိုက်နော်ကျွန်တော်တို့သွားပြီဟာတေးနာတွေနင်တို့အကျွေးတွေများနေပြီနော်နောက်တစ်ခါလာစားရင်တော့အကြော်အိုးတွေထည့်ကြော်ပြစ်မယ်ကျပွေးတို့လေတော်ဘူးမအစဲလွတ်အောင်မြင်မြန်ပြေးလာခဲ့ပါတော့ဘာကြီးမိုးအိမ်ရောက်တော့ဘာကြီးမိုးကျွန်တော်တို့မျောနေရလားအေးဟုတ်ပါမင်းတို့နောက်ကျနေလို့လေဟုတ်တယ်ဘာကြီးမိုးဒီနေ့ရှောက်သွားနေတာများနေလို့ဗျဘာကြီးမို့တားတို့ဒီနေ့ဘာကြောင်ပြောပြမှာလဲglobalization လို့ခေါ်တဲ့ကမ္ဘာကြီးတိုးတက်လာမှုအကြောင်းပေါ့ကွာကျောင်းမှာတင်တာ globalization မှာဘာကြီးမို့ရာဘာကြီးမို့ကခွေးနေမယ်ကြီးဖြစ်နေအေးလူကြီးလည်းတခါတည်းပြောမှားမှာပေါ့ဟာတော်ပြီကွာအဲ့ဒါမပြောတော့ဘာကြီးမို့ငယ်တော့အကြောင်းပြောပြမယ်ကောင်းတယ်ဘာကြီးမို့အေးဘာကြီးမို့ငယ်တော့ကလေးလေးကွာအာငယ်တော့ကတော့ကလေးလေးပေါ့ဘာကြီးမို့ရာဘာကြီးမို့လာနောက်နေတယ်စတာပါကွာဘာကြီးမို့ပြောပြမယ်ဒီလိုနေဘာကြီးမို့ဟာစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုပြောပြနေပါတော့တယ်ဇပွေးတို့လည်းစိတ်ဝင်တစားနဲ့နားထောင်နေကြရင်းနဲ့တဖြည်းဖြည်းညံ့နေလာတော့တယ်ကဲမိုးလဲချုပ်ပြီဆိုတော့သားလေးတို့ပြန်ကြတော့မနေ့ပြန်ညမှထက်လာခဲ့ကြတော့ဟုတ်ကဲ့ဘာကြီးမို့ကဲပြန်ကြမယ်ဟဲ့ဘာကြီးမို့တက်တာပြန်ပြီနော်အေးဇပွေးတို့လည်းဘာကြီးမို့ကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်လာခဲ့ကြတော့တယ်